ဆေးဆိုးမှဟောတယ် အခုကမညီဘူးလားလောက်ထားတာ ဟမ် မညီဘူးပြောနေတာ အခုစပင်းကနောက်ပြီးတော့လက်တလုံးတော့ကွာနေတယ်နားနဲ့အဲ့ဒီကြားရအဖြူကြီးပဲ ဆိုတော့ဘောကတော့မဲတယ်အောက်ကတော့ဖြူ အဲ့ တယ် အပေါ်ကတော့မဲနေတာပဲမဲတာမှဆေးရတခါတဲ့အဲ့ဒီအင်းကြီးအစကြီးမဲတာတော့မဲတာဦးမလုပ်ပေးနေကြဆိုသိတယ်ဒီဖေကိုလေဒီဖေဘယ်မှာဆိုင်မှာမတော်ဘူး ဟုတ် ဈေးတကြီးတယ် ဟုတ် 50လောက်တောင်းတယ် အမလေးစပင်ညတ်တာ ဘလင်းလေညက်တော့လေညက်တယ်ဆိုးတယ်လေ ဟွန်း မျိုးလုပ်တယ် အော် color လို့သေး color color ထဲ ဒါအခါကွာဘလို့တော့မလား ပေါ့ ဒါပဲမညီဘူးပေါ့ ညီ ဟိုကဆိုင်မှာဆိုတော့မမအေးစက်ကကြီးခေါ်တယ်စက်ကကြီးလေးနဲ့ညက်တာညီရမယ်ဆိုအဲ့ဒီစက်ကကြီးလေးကမမမရှိတော့ဘူးကကြီးလေးနဲ့မမစက်ကကြီးလို့တော့ yeah တရားကလေးပြရတော့ကိုကတိုက်လို့မတွေ့ရဘူးပေါ့ yeah အဲ့ဒါနောက်စုတကဟိုမမ စမညီလောက်ထားတာ စက်ကကြီးလေးဝယ်ထားရပို့လွယ်တယ် yeah ကိုယ်လည်းမမကနည်းညက်ပေးရတယ် အော် အခုညက်တော့ဒါကဆေးကလည်းအေးပေါ်အောက်ဘက်ကနားပေါ်လက်တစ်လုံးလောက်ပေါ်နေတယ်အဖြူလေးရှိနေတယ်အပေါ်ကပဲ yeah ဆေးရတော့ကြီးတယ်ဆိုတော့ကောင်းတယ်မဲနေတာပဲ mm